အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့ pick up by reading လေးဖြစ်တယ်ပေါ့နော်အခက်အခဲတွေဘယ်တော့လောက်မှအဆုံးသတ်သွားမလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့အခုလက်ရှိမှာဘာရင်ဆိုင်နေရလဲဘာဆက်လုပ်တင်လဲဘယ်တော့အဆုံးသတ်သွားမလဲဘယ်လိုတွေအဆင်ပြေမလဲစသဖြင့်ပေါ့နော်မြင်ရသမျှအကုန်လုံးကိုဒီ reading လေးမှာဖတ်ပြီးမှဖြစ်ပါတယ်ဆိုတော့ဒီပိုင်1 2 3အောက်မှာမိနစ်လေးတွေထားပေးထားတာဖြစ်လို့အဲ့မိနစ်တွေမှာတွားရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့ပိုင်1တွေအတွက်ကြည့်ရှုပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အခက်အခဲနဲ့ပတ်သက်ပြီးပြောရရင်အခုလက်ရှိမှာဘာတွေရင်ဆိုင်နေရလဲပေါ့နော်ဘာတွေရင်ဆိုင်နေရလဲဆိုလို့ရှိရင်ကိုယ့်ဘက်မှာလေစိတ်ပျော်အောင်နေနေရမျိုးတော့တွေ့ရတယ်တိလားစိတ်အဆင်မပြေဘူးကိုလိုချင်တာရအောင်တော့စူးစမ်းနေတယ်အတုံးဆိုင်လုပ်နေဒါပေမဲ့အဲ့ဒါတွေကမမြင်ရသေးဘူးဖြစ်မလာသေးဘူးဆိုတဲ့ဟာမျိုးတွေအရင်ဆုံးသွားတွေ့ရတယ်ပေါ့နော်ပြီးတော့လေဒီပိုင်ဝမ်းနေအနေနဲ့ပေါ့နော်ကိုယ်စိတ်ထဲမှာတွေးဟဖြစ်နေတာငါစူးစမ်းတော့ဘာလို့မရတာလဲရတော့ရပါရဲ့ငါလိုချင်တဲ့ဟာမဟုတ်သေးဘူးဆိုတဲ့ဟာမျိုးလေးဖြစ်နေသလိုကိုယ်စိတ်ထဲမှာရှိနေတဲ့တချို့ပေါ့နော်အဲ့လိုအမိုက်တွေပဲပြောရမလားစိတ်တန်ရာတွေပေါ့နော်အဲ့ဒါတွေကိုလည်းရှင်းကျင်နေရမျိုးတွေ့ရတယ်ဒါပေမဲ့လေအဲ့ဒါတွေကိုရှောင်ပြင်းပြင်းနဲ့ဘယ်လိုပြောရမလဲပို့ပြီးတော့ဆိုးလာတာမျိုးလည်းရှိတတ်တယ်ပေါ့နော်အဲ့ဒါတွေကိုလည်းဒီမှာတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီပိုင်ဝမ်းနေရကြတော့လေကိုလိုချင်တာမစူးစမ်းတာမဟုတ်ဘူးမလုပ်တာမဟုတ်ဘူးလုံနေတယ်ရင်ဆိုင်နေတယ်ဒါပေမဲ့အဲ့နောက်ရဲ့ရည်ရွယ်ချက်မှာဘာရှိနေလဲဆိုတော့ကိုယ်စိတ်ထဲမှာအဆင်မပြေတာတွေကိုတက်တာသွားအောင်မကြုံကျင်တော့ဘူးမကြားကျင်တော့မမြင်ကျင်တော့ဘူးမခံစားကျင်တော့ဘူးဆိုတဲ့အတွက်အဲ့ဒါတွေကိုလုံနေရလို့ဒီမှာတွေ့ရတယ်ပြီးတော့ပိုင်ဝမ်းနေနဲ့ရည်စူးရတာကဘာလဲဆိုကိုယ့်အနေနဲ့ဒီမှာတစ်ကနေပြန်စမယ် changes အကြီးကြီးလုပ်ပြမယ်ပြောင်းလဲမှုအကြီးကြီးလုပ်ပြမယ်အဲ့အနေမှာဘယ်လိုလုပ်ပြမယ်ဆိုပြီးကြုံရတာတွေကိုဒီမှာတွေ့ရတယ်ပေါ့နော်ဆိုတော့အခက်ခဲအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မိသားစုအရေးတို့ဒီလူမှုဆက်ဆံရေးပြီးငွေကြေးအလုပ်အဲ့ဒါတွေတော့တွေ့ရအဓိကကတော့အလုပ်နဲ့ငွေကြေးပိုင်းဆိုင်ရာပေါ့နော်စီးပွားရေးပိုင်းဆိုင်ရာပို့ပြီးတော့တွေ့နေရတယ်ဆိုတော့ပြောရမယ်ဆိုရင်ပိုင်ဝမ်းအနေနဲ့အခုလက်ရှိမှာဒါတွေတော့ရင်ဆိုင်နေရတယ်တွေ့ရတယ်ဆိုတော့ဘာဆက်လုပ်တင်လဲပေါ့နော်ဘာဆက်လုပ်တင်လဲဆိုရင်ပိုင်ဝမ်းအနေနဲ့လေကိုလေးအဲ့လိုကိုအဲ့လိုချီးကျူးရမယ်ပေါ့နော်ဂုဏ်ပြုရမယ်ဘာလို့လဲဆိုတော့ပိုင်ဝမ်းတွေကအခက်ခဲဆုံးအချိန်တွေတောင်မှလောက်ခဲ့တယ်စူးစမ်းခဲ့တယ်ဖြတ်ကျော်ခဲ့တယ်အဲ့ဒါကိုမမြင်ဘဲနဲ့ကိုရနေတဲ့ဆုလက်တွေမမြင်ဘဲနဲ့ငါမရသေးဘူးဆိုပြီးတော့ဇောကပ်ပြီးတော့တွားနေရမျိုးတော့တွေ့ရတယ်ဆိုတော့အခုလက်ရှိမှာမခက်ခဲတာမဟုတ်ခက်ခဲတယ်ဒါပေမဲ့ပိုင်ဝမ်းအနေနဲ့ပို့ပြီးကိုပြန်မြင်သင့်တာပေါ့နော်ပြီးရင်နောက်တစ်ခုပါရှိလဲဆိုရင်ကိုလေစိတ်အကျဉ်းထောင်ထဲမှာချထားတာမျိုးတွေရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ပြောမယ်ဆိုရင်ကို့အနေနဲ့လက်ရှိမှာအဆင်မပြေတာကနှစ်ဆဆိုရင်ကို့စိတ်ထဲမှာလေးစားဖြစ်နေတာပေါ့နော်အဲ့ဒါတွေကိုသတိထားရမှာပေါ့ပိုတွေးတာမျိုးတွေပိုခံစားတာမျိုးတွေအဲ့ဒါတွေနည်းနည်းဂရုစိုက်ရမယ်ပြီးရင်ပိုင်ဝမ်းနေရကြအတွေးလွန်တတ်တယ်အတွေးလွန်တာမှာဟိုဘက်ဒီဘက်အရန်အဲ့လိုတွားတတ်တဲ့အခြေအနေမျိုးတွေ့ရတယ်ဆိုတော့ပိုင်ဝမ်းနေနဲ့အဲ့ဒါကိုသတိထားရမယ်ဂရုစိုက်ရမယ်ကိုလုံးနိုင်တဲ့ဟာတွေကိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်ပြီးရင်နောက်တစ်ခုပါရှိလဲဆိုကိုပုံစံနဲ့ကိုတွားဖို့လိုအပ်တယ်သူများတွေလှုပ်လို့ဟိုကလှုပ်လို့ဒါလှုပ်လို့ကိုကနောက်ကလိုက်လို့တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပုံစံတိုင်းတွားမယ်ဆိုရင်ပိုအောင်မြင်တဲ့ပုံစံမျိုးတွေဒီမှာတွားပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ပြောမယ်ဆိုရင်မကြခင်မှာကိုယ့်အတွက်လုံးဝထိုက်ထိုက်တန်တန်စုကြီးတစ်ခုပဲပြောရမှာအဲ့ဒါမျိုးရောက်လာဖို့ရှိတယ်အခုကနေပြီးတော့6လမြောက်1နှစ်3လေးဆိုပြီးရင်6လမြောက်မှာပေါ့နော်အဲ့လောက်မှတွေ့ရတယ်ဆိုတော့ပိုင်ဝမ်းနေနဲ့နောက်တစ်ခုဘာရှိသေးလဲဆိုကိုလည်းအဲ့လိုငါမရသေးဘူးလူကျင်သားလည်းမရသေးဘူးငါလှုပ်တယ်ငါဘာလို့ပဲငါတယောက်ပဲနောက်ကျနေရပဲငါတယောက်ပဲဘာလို့ဖြစ်နေရလဲဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးအရန်အတွေးလွန်တာကိုအပြစ်တင်တာကိုအဲ့လိုစိတ်အကျဉ်းတောင်နဲ့ချထားတာမျိုးတွေခယူးဆိုင်ရမယ်တိလားပိုင်ဝမ်းနေနဲ့အခုလက်ရှိမှာဘာတွေလုံနိုင်နေလဲဘာတွေကြော်ဖြတ်နိုင်နေလဲဆိုတာမြင်အောင်ကြည့်ဖို့လိုအပ်တယ်ဆိုတဲ့ဟာမျိုးတွေဒီမှာအဓိကအနေနဲ့လာကြရတယ်ပေါ့နော်ဆိုတော့အခက်ခဲအနေနဲ့ဘာတော့အဆုံးသတ်မလဲဆိုလို့ရှိရင်လေနှစ်နှစ်နေရင်တော့လုံးဝအဆုံးသတ်သွားလိမ့်မယ်ပေါ့နော်အခုလက်ရှိခံစားနေရတဲ့အခက်ခဲတော့အဆုံးသတ်သွားမယ်ဒါပေမဲ့အခက်ခဲအသစ်တွေတော့ပေါ်လာလိမ့်မယ်အဲ့အခက်ခဲအသစ်တွေကလည်းဘယ်လိုမျိုးလဲဆိုရင်ကိုယ့်အတွက်အောင်မြင်နေတဲ့အချိန်မှာပေါ်လာတဲ့အခက်ခဲတွေပေါ့နော်အဲ့ဒါမျိုးဖြစ်လိမ့်မယ်လို့တွေ့ရတယ်ဆိုတော့နိုင်ငံခြားသွားဖို့ရည်စူးနေတဲ့သူတွေဆိုနိုင်ငံခြားရောက်ဖြစ်ဖို့ရှိတယ်နိုင်ငံရပ်ခြားတောင်မှအဲ့လိုအနောက်တိုင်းတို့ကိုနဲ့လုံးဝကိုယ့်ရဲ့မွေးရမြေနဲ့ဝေးတဲ့နေရာတွေမှာအောင်မြင်တတ်တာမျိုးအဆင်ပြေတတ်တာမျိုးတွေလည်းဒီမှာတွေ့ရတယ်ဆိုတော့နိုင်ငံခြားရောက်ဖြစ်ဖို့ရှိတယ်အခြေအနေနဲ့စိတ်ပူနေရတယ်ဆိုလို့ရှိရင်တော့လုံးဝကိုယ့်အတွက်အဆင်ပြေ healthy ဖြစ်တဲ့အခြေအနေမျိုးတော့ရှိလိမ့်မယ်ဒါပေမဲ့ဘာတွေဖြစ်လဲဆိုပိုင်ဝမ်းနေရလေခုနကပြောသလိုပဲသိလားအတွေးအရလွန်တတ်တယ်တန်တရားများတာတွေသိလားငါအခက်ခဲတွေဆိုလည်းအခုထိစိတ်မပြေသေးပါဘူးတွေးပေမဲ့တကယ်တမ်းကိုလိုချင်တဲ့နေရာရောက်နေရတော့မှမမြင်နိုင်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးကြီးရှိသလိုအခြေဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့လူရပါရဲ့နဲ့အတွေးတွေလွန်တန်တရားတွေလွန်ပြီးကိုယ်စိတ်နဲ့ကိုလှောင်ပိတ်ထားတာမျိုးတွေပေါ့နော်အဲ့ဒါတွေကတော်တော်လေးသတိထားရမယ်ဂရုစိုက်ရမယ်ဆိုတော့အခုလက်ရှိကြုံနေရတဲ့အခက်ခဲတွေဆိုတော့နောက်ထပ်2နှစ်မြောက်မှာတော့လုံးဝအဆုံးသတ်သွားလိမ့်မယ်လုံးဝအဆင်ပြေသွားလိမ့်မယ်ဒါပေမဲ့အခက်ခဲအသစ်ကတော့ထပ်ရှိလာလိမ့်မယ်လို့တွေ့ရတယ်ဆိုတော့ကိုလေးစိတ်အနာပေးတာမျိုးကိုပြန်ပြီးတော့အရန်ကြီးဘယ်လိုပြောမလဲဖိအားပေးတာမျိုးတွေငါမရသေးမလုံနိုင်သေးဘူးဆိုတဲ့ဟာမျိုးတွေကိုပြန်ပြီးတော့ဂရုစိုက်ဖို့လိုတယ်သတိထားဖို့လိုတယ်ရှော့ဖို့လိုတယ်ဆိုတဲ့ဟာမျိုးဒီမှာတွေ့ရတယ်
ဆိုတော့ဘာတွေအဆင်ပြေသွားမလဲပေါ့နော်ဘာတွေအဆင်ပြေသွားမလဲဆိုအခုချိန်မှာလေကိုယ့်အနေနဲ့အဓိကငွေကြေးတို့အလုပ်တို့စီးပွားရေးတို့ပို့ပြီးတွေ့ရတယ်အဆင်မပြေသေးတာတွေပေါ့နော်အဲ့လိုနှိမ့်ချပြောဆိုတာတွေပြီးရင်ကိုလိုချင်တဲ့ဟာမရလို့တိမ်ငင်ရတာအားငင်ရတာမျိုးတွေပေါ့နော်ပြီးရင်စကားပြောဆိုဆက်ဆံရေးအဆင်မပြေတာမျိုးတွေအဲ့ဒါတွေအဆင်ပြေသွားဖို့ရှိတယ်ဘယ်လောက်ထိအဆင်ပြေမလဲဆိုကိုယ့်အနေနဲ့ကိုယ်လေးသိတာသွားခြင်းတဲ့နေရာထသွားနိုင်တာဝယ်ခြင်းတဲ့ချက်ချင်းဝယ်နိုင်တာအဲ့လိုပုံစံမျိုးထိပါရဖို့ရှိတယ်အဆင်ပြေဖို့ရှိတယ်ကိုယ့်အနေနဲ့လူမှုဆက်ဆံရေးတွေအဆင်ပြေသွားလိမ့်မယ်အခြေရေးတွေအဆင်ပြေသွားလိမ့်မယ်ဒါပေမဲ့ဘာအဆင်မပြေဘူးလဲဆိုရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်အထီးကျန်လာတာတယောက်တည်းဖြစ်လာတာပြီးရင်ဘာမှပြည့်စုံနေရတာနဲ့ငါပြည့်စုံနေပြီဆိုတာမမြင်ဘဲနဲ့ငါစိတ်အဆင်မပြေဘူးငါမှာဘာတွေမရှိဘူးဆိုပြီးတော့ပြန်မြင်မဲ့ဟာမျိုးတွေပေါ့နော်ငါတယောက်တည်းအထီးကျန်နေရဆိုတဲ့ဟာမျိုးတွေကိုယ်မှချစ်ရမဲ့လူရှိရတာနဲ့ချစ်ရမဲ့လူကလည်းဂယူးမဆိုင်ဘူးငါတယောက်တည်းဖြစ်နေရဆိုတဲ့ဟာမျိုးရှောက်တွေးတာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုအဲ့အချိန်ကြီးဂယူးဆိုင်ရမယ်ဆိုတဲ့ဟာမျိုးတွေဦးတက်တီကိုပေါ့နော် message တွေတောက်လျှောက်ကြတယ်သတိထားမယ်ဟာမျိုးတွေတွေ့ရတယ်ဆိုတော့ပိုင်ဝန်းနေရကြတော့လေငငယ်ရွယ်ထက်စားလို့ရှိရင်ငငယ်ရွယ်ဆိုတာကိုယ့်ရဲ့မိဘဘယ်လို background တွေမပါဘဲနဲ့ကိုယ်တိုင်စူးစမ်းဖို့ပြောရမယ်ဆိုရင်ငငယ်တော့အဆင်မပြေဘူးပေါ့နော်ဆိုတော့ကြီးလာလေအသက်ကြီးလာလေပို့ပြီးတော့ပိုင်ဆိုင်မှုတွေပိုများလာလေပိုချမ်းသာလာလေပိုအဆင်ပြေလာလေအဲ့လိုပုံစံမျိုးတွေ့ရတယ်အခြေရေးတို့ဘာလို့ကတော့ဒီအသက်28နောက်ပိုင်းမှာအဆင်ပြေမယ်ဆိုတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီမပြည့်သေးတဲ့လူတွေအတွက်ပေါ့ပြေပြီးသွားတဲ့လူတွေအတွက်ဆိုရင်တော့မကြခင်တော့ပြေလိမ့်မယ်ဒါပေမဲ့ကိုယ့်အတွက်ကလေလူကောင်းတွေ့ရင်တော့မှတန်တရားတွေများပြီးလူရွေးမှားသွားတာမျိုးအဆင်မပြေလူရွေးတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးတွေ့ရတယ်ဆိုတော့အခုလက်ရှိအခက်အခဲတွေကတော့နောက်တဲ့2နှစ်မြောက်မှာပြေလိမ့်မယ်ပြေသွားတဲ့အခါကျလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတဲ့အနေအထားရောက်လိမ့်မယ်ကိုယ့်အတွက်လုံးဝမျှော်မှန်းထားတဲ့ဟာထက်ကြော်လို့မရလိမ့်မယ်ဒါပေမဲ့အဲ့လိုအခြေအနေမှာတော့မှစိတ်တိုင်းမကြတာအဆင်မပြေတာအဲ့ဒါမျိုးတွေပိုင်ဝန်းတွေတော်တော်လေးကြီးဆိုင်ရမယ်တတိထားရမယ်နော်ပြီးတော့နောက်တစ်ခုပေါ့နော်ပိုင်ဝန်းနေအနေနဲ့ဗာ message ပေါ့နော်ကိုအနေနဲ့ပေးခြင်းလဲဆိုပြီးတော့အဲ့ဒါကြည့်လိုက်တဲ့အချိန်မှာပိုင်ဝန်းနေကလည်းအမြဲတမ်းကို့မှာရှိရမမြင်မဲနဲ့အမြဲတမ်းနောက်ထပ်ဒီမျောနေတာမျိုးတွေပေါ့နော်အဲ့ဒါတွေကယူဆိုင်ရမယ်တတိထားမယ်ဆိုတာမျိုးတွေ့ရတယ်ပြီးရင်နောက်တစ်ခုဘာရှိလဲဆိုရင်ပိုင်ဝန်းနေကလေတစ်ခုခုဆိုရင်အစ်စ်ကပြန်စကျင်တာမျိုးတွေဒီလားအစကပြန်စကျင်တာမျိုးအဲ့ဒါမျိုးတွေကယူဆိုင်ရမယ်လက်ရှိမှာကို့အနေနဲ့ဘာသင်ခန်းစာရပြီးဘလို့ဆက်သွားမလဲဆိုတာပို့ပြီးကြည့်တဲ့နယ်ဆိုရင် message တွေဒီမှာကြားတယ်ပြီးတော့မကြခင်ခုနကပြောလို့ပေါ့နော်6လနေတဲ့အခါကြာလို့ရှိရင်ပိုင်ဝန်းနေအတွက်ပေါ့နော်ကို့အတွက်ဆုလက်တစ်ခုရဖို့ရှိတယ်လုံးဝ new beginning တစ်ခုနိုင်ငံခြားတို့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဟာမျိုးအခြေကြီးတော့တိတ်မတွေ့ရဘူးလူသစ်တော့ဝင်လာမယ်ပိုင်ဝန်းနေတော့အဆင်ပြေရဲ့လူလို့တော့တိတ်မမြင်ရသေးဘူးစီးပွားရေးငွေကြေးတို့နိုင်ငံခြားသွားတာအဲ့ဒါမျိုးတွေဆိုရင်တော့ပိုင်ဝန်းနေအနေနဲ့တော်တော်လေးကန်ကောင်းလိမ့်မယ်အဆင်ပြေလိမ့်မယ်လို့တော့မြင်ရတယ်ကျန်တဲ့ဟာတွေတော့အရင်ကောင်းတာမျိုးတော့မမြင်ရသေးဘူးပေါ့နော်ဆိုတော့ message ပေးရမယ်ဆိုပိုင်ဝန်းအနေနဲ့အခုလက်ရှိမှာကိုဘာတွေလုပ်နိုင်နေလဲဆိုတာအမြဲတမ်းကြည့်ဖို့လိုအပ်တယ်မကြည့်တဲ့၍အမြဲတမ်းစိတ်တကြတာမျိုးအမြဲဝမ်းလဲအားငယ်ပြီးတော့ဘရောမှမကြည်နဲ့တာမျိုးဖြစ်လိမ့်မယ်လို့တော့ဒီမှာ message တွေအများကြီးထပ်ခါကြာနေရပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးတော့တွေ့ရပါတယ်ပိုင်ဝန်းနေပေါ့နော်အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အကယ်၍ personal reading ကိုမေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ before and after ရဲ့ဒီ Telegram သို့မဟုတ် Facebook မှာလာရောက်မေးမြန်းလို့ရပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် Hello အားလုံးပဲမင်္ဂလာပါခုတစ်ခါမှာတော့ပိုင်တူးတွေကြီးပေးမှာဖြစ်ပါတယ်တချို့ကတ်လေးတွေကတော့နည်းနည်းလေးအုပ်ထားတယ်ပေါ့နော်သူတို့ community standard နဲ့မညီတာမျိုးဆိုလို့ရှိရင်ဘန်ခံရတာဆိုတော့လေအဲ့တော့နည်းနည်းလေးကတ်လေးတွေဖုံးထားလေးရှိပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့အခုလက်ရှိမှာပိုင်တူးတွေအနေနဲ့ပါအခက်အခဲတွေရင်ဆိုင်နေရလဲဆိုတော့အရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်ပိုင်တူးတွေအနေနဲ့အဆင်မပြေတဲ့ကြားထဲမှာအဆင်ပြေအောင်နေရတယ်တိလားကိုကသူများတွေကိုနားလည်ပေးနေရတယ်ကိုကသူများတွေကိုဘယ်လိုပြောမလဲသူတို့ရဲ့ဖြစ်တည်မှုတိုင်းနားလည်ပေးတယ်ပေါ့ဒါပေမဲ့တစ်ဖက်ကအဲ့လိုမျိုးပြန်မရတာမျိုးတွေရှိတယ်ကိုကတော့သူတို့ကိုနားလည်ပေးတလောက်ကိုဘက်ကိုပြန်ပြီးမရတာမျိုးတွေအယမ်းများနေရမျိုးဒီမှာတွေ့ရတယ်တချို့ဆက်ဆံရေးတွေဆိုရင်လေအခြေရေးတို့မိသားစုတို့ဒီဆွေမျိုးမိတ်ဆွေပေါ့နော်အဲ့လိုဆက်ဆံရေးတွေမှာပိုင်တူးတွေနဲ့ toxic relationship တွေတော်တော်များများဖြတ်ကျော်နေရတယ်လို့ဒီမှာတွေ့ရတယ်ကိုယ့်အတွက်အဆင်မပြေမှန်းသိတယ်ဒါပေမဲ့လက်လွတ်ဖို့လည်းအဆင်မပြေဘူးဒါပေမဲ့လေဆက်သွားနေရတယ်ကိုကကြီးပဲသူတို့နားလည်ပေးနေရတယ်ကိုကကြီးပဲစီးကြော်ခံနေရတယ်ကိုကကြီးပဲမျိုးစုံလုပ်ပေးနေရနားလည်ပေးနေရဆိုတာမျိုးဒီမှာတွေ့ရတယ်ဆိုတော့ပိုင်တူးတွေလိုနေတာကကိုယ့်ကိုလည်းပြန်နားလည်ပေးတာမျိုးလေလိုနေတယ်ပေါ့နော်ကို့မှာဒဏ်ရာတွေအများကြီးရှိတာကိုလည်းမြည်စေခြင်းနဲ့သိစေခြင်းနဲ့ဒါပေမဲ့အခုလောလောဆယ်မှာကကိုယ်တိုင်ဒဏ်ရာတွေများစွာနဲ့သူများကိုကြည့်ပေးနေရမျိုးတွေတွေ့ရတယ်ပေါ့နော်အရင်ဆုံးဆိုတော့ပိုင်တူးတွေနဲ့ဘာဆက်လုပ်တင်လဲပေါ့ဘာဆက်လုပ်တင်လဲဆိုတာမျိုးပြောရမယ်ဆိုရင်မကြခင်ပါလေတင်တန်းတစ်ခုခုတက်ဖြစ်တာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ senior တယောက်ကလမ်းပြလို့ကိုယ့်အတွက်အဆင်ပြေမဲ့လမ်းတစ်ခုရှာတွေ့တာမျိုးဖြစ်လိမ့်မယ်သိလားတယောက်ကကိုယ်လမ်းပြတာဖြစ်ပါစေတင်တန်းတက်တာဖြစ်ပါစေတစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်လာဖို့ရှိတယ်အဲ့ဒီနောက်ပိုင်းမှာဘာတွေဖြစ်လာမလဲဆိုပိုင်တူးတွေနဲ့နည်းနည်းတော့ခက်ခဲလိမ့်မယ်ပေါ့နော်ခက်ခဲလိမ့်မယ်နာကျင်ရလိမ့်မယ်ဒါပေမဲ့ကိုယ့်အတွက်အဆင်မပြေတဲ့ဟာတွေလည်းလွတ်ချနိုင်လာလိမ့်မယ်
လုံးဝလက်လွတ်ချတာမှတော်ပြီငါလက်လွတ်လိုက်မယ်ဆိုတဲ့စိတ်နဲ့မဟုတ်ဘဲနဲ့လုံးဝစိတ်ထဲမှာ complete ဖြစ်ပြီးတော့လုံးဝပြီးမြောက်ပြီးတော့ဘယ်လိုပြောမလဲလုံးဝပြီးသွားပြီကွာစိတ်ရောလူရောဘာခံစားချက်မှမရှိတော့ဘူးဒီဟာတွေထပ်မြင်ရလဲဘာမှမရှိတော့ဘူးဆိုတော့ခံစားချက်ထိရောက်သွားလိမ့်မယ်လို့ဒီမှာတွေ့ရတယ်အခုလောလောဆယ်မှာတော့ပိုင်တူးတွေနဲ့ဒီခက်ခဲတွေကနေလွတ်မြောက်ချင်နေရပေါ့နော်မြန်မြန်ပြီးချင်တယ်ဒါမျိုးမနေချင်တော့ဘူးကိုဘွားတွေမှာအစင်မပြေမှန်းသိရနဲ့ထဲထားရတာလည်းများတယ်လုတ်ပြီးနေရလည်းများတယ်အဲ့ဒါကြီးပြီးချင်တယ်ဆိုတော့နာကျင်ရလိမ့်မယ်နာကျင်ရတဲ့နောက်ွယ်မှာလည်းကိုဟာနဲ့ကိုလွတ်မြောက်လာလိမ့်မယ်လွတ်လပ်ခွင့်ရလာလိမ့်မယ်ကိုဟာနဲ့ကိုပို့ပြီးတော့ရှင်တန်ခွင့်ရလာလိမ့်မယ်ဆိုတာမျိုးဒီမှာပို့တွေ့ရတယ်ပိုင်တူးတွေကလေတခါကျရင်သူများစကားတွေနားရောက်တာမျိုးရှိတယ်သူများပြောတာဒီနားထောင်တာမျိုးလေးရှိတယ်ပြီးလိုက်ခံစားတတ်တာမျိုးလည်းရှိတယ်ကိုကလှုပ်ပေးပါရဲ့နဲ့အကောင်းပြောမခံရရင်လည်းနာကျင်တတ်တာလူတိုင်းပဲပေါ့နော်ဒါပေမဲ့ပိုင်တူးတွေကြတော့အဲ့ဒါကြီးစိတ်ထဲတနှုံနှုံနဲ့တွေးနေရမျိုးတွေရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုလည်းလက်လွတ်ချရလိမ့်မယ်အရန်နာကျင်ရလိမ့်မယ်မကြခင်ပေါ့နော်မကြခင်အဲ့ဒါမျိုးဖြစ်တော့မယ်လို့ဒီမှာတွေ့ရတယ်ဒီမှာလူတွေအများကြီးဆိုတော့အချိန်တိကျတော့ဒီမှာလာမတွေ့ရဘူးပေါ့နော်တချို့ကတော့အခုကနေပြီး3နှစ်တွင်တချို့ကကျတော့3လအတွင်းတချို့ကကျတော့မကြခင်အဲ့လိုပုံစံမျိုးတွေအများကြီးတွေ့နေရတယ်ပေါ့နော်ဆိုတော့လက်လွတ်နိုင်လာလိမ့်မယ်အဲ့ဒီအတွက်လည်းကြိုတင်ပြင်ဆင်ထားဖို့လိုတယ်စိတ်ရောလူရောပိုင်တူးတွေအနေနဲ့ရှောင်ပြေးနေမယ်ဆိုရင်တော့ဒါတွေလက်လွတ်မချနိုင်သေးဘူးဒီခက်ခဲတွေကတော့ပြီးဆုံးမှာမဟုတ်ဘူးဆိုတာမျိုးတွေတော့ဒီမှာလာပေါ်တယ်ပေါ့နော်ဆိုတော့ဒါတွေကတော့ဘရော့အဆုံးသတ်မလဲပေါ့ဘရော့အဆုံးသတ်မလဲဆိုတာမျိုးကြည့်လိုက်တဲ့အချိန်မှာအဖြေနှစ်ခုထွက်လာတယ်ပထမတစ်ခုကခုနပြောတဲ့ဟာတွေပေါ့နော်ဒီ toxic ဖြစ်တဲ့ဟာတွေအဆင်မပြေတဲ့ဟာတွေလက်မလွတ်နိုင်ဘာဖြစ်ပါဆက်ဖြစ်မလဲဆိုတော့ကို့အနေနဲ့အစားအစာရအဆင်ပြေပါရဲ့ပတ်စံနေလဲရှာနိုင်တဲ့အကုန်အဆင်ပြေပါရဲ့ဒါပေမဲ့ဒီဆက်ဆံရေးအဆင်မပြေတဲ့နောက်ပိုင်းမှာစိတ်မပျော်ရွှင်ရတဲ့ချမ်းသာတဲ့လူကြီးဖြစ်ဖို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေလည်းတအုပ်စုတွေ့ရတယ်လက်မလွတ်နိုင်သေးတော့အဆင်မပြေတဲ့ဂျားထဲမှာပဲလုံးဝရှေ့လျှောက်သွားနေတဲ့ပုံစံမျိုးကိုဒီမှာမြင်ရတယ်ကိုယ်စိတ်ထဲမှာဖြစ်နေတာတခြားတကယ်လုံနေတာတခြားအဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ဖွဲ့ရကြတော့ကိုယ်အနေနဲ့လက်လွတ်နိုင်ပြီးဒါတွေနာကျင်တဲ့ဟာတွေရင်ဆိုင်ပြီးတော့လုံးဝတငယ်စားယူပြီးရှေ့ဆက်လျှောက်နိုင်တဲ့လူတွေကကြတော့မြင်မြန်ဆန်ဆန်နဲ့လေတော်တော်လေးလွတ်လပ်ခွင့်ရပြီးတော့အချစ်ရေးဒါမှမဟုတ်ဒီကိုနဲ့လုံးဝအဆင်ပြေတဲ့ environment ပေါ့နော်ပတ်ဝန်းကျင်တစ်ခုရောက်သွားလိမ့်မယ်လို့တွေ့ရတယ်လုံးဝအဆင်ပြေပြေနဲ့ရောက်မှာသိလားအခုလက်ရှိမှာကိုယ်ဥမာ blame နဲ့လူများတဲ့လုံးဝအခြေဆိုလို့ရှိရင်လုံးဝ toxic ဖြစ်တဲ့ဟာကြီးအဆင်မပြေတဲ့ဟာကြီးဆိုလို့ရှိရင်လုံးဝကိုယ့်အတွက်အဆင်ပြေတဲ့သူတကယ်လို့ကိုယ့်အတွက်ဖူးစာမှန်ဖူးစာရှင်နဲ့တွေ့ဖို့ရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေ့ဖို့ကလည်းကိုယ့်အနေနဲ့ဒီတိုင်းထိုင်နေလို့မရပဲနဲ့ကိုယ့်ဘက်ကလည်းစူးစမ်းမယ့်ဟာတွေအများကြီးရှိရလို့တွေ့ရတယ်ဒီအချိန်တွေကိုကြော်ဖြတ်ဖို့လိုတယ်ဒီလူဟောင်းလက်လွတ်မချတဲ့ရှေ့မှာပိုကောင်းတဲ့ဟာတွေရောက်လာဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုဘာတွေ့ရလဲဆိုရင်ပိုင်တူးတွေကလေစိတ်နဲ့လူနဲ့တသားတည်းဖြစ်သွားလိမ့်မယ်သိလားအခုကကျတော့စိတ်ထဲမှာတွေးနေတာတခြားအပြင်မှာလုပ်နေတာတခြားဖြစ်နေတာတခြားကိုဖြစ်ချင်တာတစ်ခုအဲ့လိုမျိုးဖြစ်နေရပေါ့နော်ဆိုတော့အဲ့ဒါနှစ်ခုကတွားပြီးကိုက်ညီလိမ့်မယ်လို့ဒီမှာတွေ့ရတယ်ဆိုဘရော့လဲပေါ့ဘရော့လဲလို့ဆိုကြည့်လိုက်တဲ့ချိန်မှာခုနကပြောသလိုပဲအချိန်အတိအကျတော့မတွေ့ရဘူးတချို့ကတော့6နှစ်လို့တွေ့ရတယ်တချို့ကတော့4နှစ်တချို့ကတော့အမြင့်ဆုံးဆိုရင်1နှစ်အဲ့လောက်တော့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လောက်မှပြီးဆုံးမှုရှိတယ်တချို့တွေကလည်းမြင်မြန်ဆန်ဆန်နဲ့ပြီးဆုံးသွားမယ်အခက်အခဲတွေပြီးဆုံးသွားမယ်လို့တွေ့ရတယ်အဓိကကဒီအခက်အခဲတွေဘရော့အဆုံးသတ်မလဲဆိုတာပိုင်တူးတွေပေါ်မှာမူတည်တယ်ဘရော့မြန်မြန်လွှတ်ချနိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒါတွေပြီးဆုံးသွားမယ်ဆိုတာမျိုးတွေ့ရတယ်ရင်ဆိုင်ရမယ်ခက်ခဲတယ်ဒါပေမဲ့ကိုဟာနဲ့ကိုပြန်ပြီးတော့တတိမွေးရမယ်ဆိုတဲ့အချက်တွေကိုဒီမှာတွေ့ရတယ်ဆိုတော့နောက်တစ်ခုကအဲ့ဒါမျိုးဖြစ်ပြီးသွားရင်ဘာတွေအဆင်ပြေသွားမလဲပေါ့နော်ဘာတွေအဆင်ပြေသွားမလဲဆိုရှေ့လျှောက်ကလေကိုလှုပ်ချင်တဲ့ဟာကိုဒီဇိုင်းမဲ့လှုပ်ဖြစ်လိမ့်မယ်သိလားကိုအရန်လှုပ်ချင်တဲ့ဟာတွေဖြစ်ချင်တဲ့ဟာတွေခရီးသွားဆိုလဲတောက်လျှောက်မရမနာပဲတောက်လျှောက်သွားတာမျိုးသိလား5-6နှစ်လောက်ထိသွားတာမျိုးအဲ့လိုပုံစံမျိုးတွေ့ရတယ်အာသွန်ခွန်ဆိုင်တစ်ခုခုလုံမှာကိုလှုပ်ချင်တဲ့ဟာတစ်ခုခုကိုပေါ့နော်လုံးဝဇက်တိုက်အဲ့လိုမျိုးလှုပ်သွားမှာပေါ့နော်လှုပ်သွားလို့ပင်မလားဆိုလည်းမပင်မန်းဘူးဒီလားကိုစိတ်ကြိုက်လုံနေနေမှာအဲ့လိုငွေဝင်တာမျိုးတခြားအဆင်ပြေလာတာမျိုးကိုနဲ့လုံးဝrelationship ဆိုလို့ရှိရင်လည်းကိုနဲ့ကိုက်ညီလူတွေ့လာတာမျိုးအဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ်လို့တွေ့ရတယ်ပြီးတော့ဒီမှာတော်တော်များများအိမ်နောက်ရှိရဲ့လူဆိုလည်းအိမ်နောက်ကွဲသွားမှမျိုးတွေတော့မြင်ရတယ်ပေါ့နော်အိမ်နောက်ကွဲပြီးသွားမှကိုအနေနဲ့ကိုဘဝကိုပြန်ရှာတွေ့တာမျိုးလုံးဝဘဝမှာနောက်တစ်ခေါက်ရှင်တန်နိုင်ပြီဆိုတဲ့ခံစားချက်ရတာမျိုးအဲ့လိုပုံစံမျိုးတော့တွေ့ရတယ်ဒါမဲ့လေပိုင်တူးတွေကကြောက်ကြတဲ့ဟာမျိုးလေးရှိရနော်ကိုတယောက်တည်းလုံရောအဆင်ပြေပါမလားရေးဆိုင်နိုင်ပါမလားလုံနိုင်ပါမလားဆိုပြီးကြောက်ကြတယ်ဒါပေမဲ့တကယ်တမ်းပိုင်တူးတွေကလုံနိုင်ပြီးသားတလားကိုစိတ်ကိုပြန်တက်နေရမျိုးတွေရှိတဲ့အတွက်အဲ့ဒါလေးတော့ဂရုစိုက်ဖို့လိုအပ်တယ်လို့တော့ဒီမှာတွေ့ရတယ်အဓိကတော့တက်တိမွေးပြီးတော့တစ်ချက်လွတ်ချလိုက်အောင်နဲ့ကျန်တဲ့ဟာတွေတောက်လျှောက်ပြောင်းလဲသွားမယ်ဆိုတဲ့ဟာမျိုးတွေတော့မြင်ရတယ်ပေါ့နော်ဆိုတော့ပိုင်တူးတွေကို message ပေါ့နော်ဘာပေးလဲဆိုရင်ကတ်တရားဒီမှာလေတွေ့ရလားတော့မသိဘူးဒီ10 of Swords ကနှစ်ကပ်ပြန်ကြရတယ်ပေါ့နော်ဆိုတော့ပိုင်တူးတွေနဲ့အဲ့တိုင်းပဲတောက်လျှောက်ဆက်နေမယ်ဆိုဒီတိုင်းပဲဆက်ဖြစ်နေလိမ့်မယ်ပေါ့နော်
ဒီတိုင်းပဲဆက်သွားနေလိမ့်မယ်ဆိုတော့ပိုင်တူးတွေအနေနဲ့ဒီတိုင်းဆက်နေလို့မရဘဲနဲ့ကိုယ့်အကိုတောင်းယူပြီးတော့လေငါဒါကြီးဆက်မဖြစ်တော့မလုပ်တော့ဘူးဆိုပြီးရက်ပြစ်လိုက်ဖို့လိုရတယ်ဆက်သွားဖို့လိုရတယ်ကိုယ့်အနေကိုပြန်ပြီးရိုးသားဖို့လိုရတယ်သိလားကိုယ့်အနေကိုပြန်လိန်နေရမျိုးလည်းရှိရနော်အဲ့လိုငါဒီဟာနဲ့အဆင်ပြေပါတယ်ဒါလေးနဲ့တော့ဘာမှဖြစ်ပါဘူးဒီလောက်နဲ့တော့ဂျင်းနဲ့ပါတယ်အဆင်ပြေလားမင်းအဆင်ပြေပါတယ်ဆိုအဲ့လိုပုံစံမျိုးနဲ့ကိုယ်စိတ်ထဲမှာအားရပါရဖြေနိုင်တာမျိုးမရှိနေဘူးကွာညအဆင်ပြေလားမင်းဟာပြေတာဘောဆိုအဲ့လိုပုံစံမျိုးမရှိနေဘူးဆိုတော့အဲ့ဒါတွေကိုပိုင်တူးတွေအနေနဲ့ပြင်ဖို့လိုအပ်နေတယ်လွှတ်ချမယ်ရလွှတ်ချပြီးတော့ကိုပြန်ကြည့်ဖို့လိုအပ်နေတယ်သူများတွေအတွက်မဟုတ်ဘဲနဲ့ကိုနော်ပြီးတော့ကိုယူသားဖို့လိုအပ်နေတယ်ကိုစိတ်ထဲမှာတည်ရငါဘာလို့ရမလဲဆိုတာတည်တယ်အဲ့ဒါကိုရင်မဆိုင်ဘဲနဲ့နေနေရပါတော့အဲ့ဒါတွေကိုရင်ဆိုင်မှုလိုအပ်တယ်ဆိုတဲ့ message တွေကြားတယ်အဲ့ဒါမျိုးလေးတွေ့ရတယ်ဆိုတော့ပိုင်တူးတွေအနေနဲ့အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကဲ၍ကိုအတွက် personal reading တွေမေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram သို့မဟုတ် Facebook မှာလာရောက်မေးမြန်းလို့ရပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးတော့ဆုံကြမယ်နော်ကဲအားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာတော့ပိုင်း3တွေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကတ်လေးတွေကနည်းနည်းအလဲမှာစုပြုံနေတယ်လို့ဖြစ်နေရပေါ့နော်ဘာလို့လဲဆိုတော့တချို့ပုံတွေကဒီ YouTube တို့ TikTok တို့ကကြတော့အဲ့လိုဘန်တက်တဲ့အတွက်ကြောင့်နည်းနည်းလေးကာရတာဖြစ်ပါတယ်ဆိုတော့ဒါမှစိတ်မပူပါနဲ့လောလောဆယ်မှာပိုင်း3တွေအတွက်ဘာအခက်အခဲတွေလက်ရှိရင်ဆိုင်နေရလဲဆိုတော့အရင်ဆုံးပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ပိုင်း3တွေအနေနဲ့ဘာတွေလက်ရှိရင်ဆိုင်နေရဆိုတော့လောလောဆယ်ခေါင်းကိုက်နေရမျိုးအရင်တွေ့ရတယ်ခေါင်းကိုက်နေရပေါ့နော်စိတ်ပူပန်တော့ကရောက်နေရတယ်အဲ့ဒါကိုအပြင်မှာထုတ်မပြဘဲနဲ့ကိုအိမ်ရဝင်တဲ့အချိန်တို့ကိုတယောက်တည်းရှိတဲ့အချိန်တွေတို့မှာအဲ့လိုရင်ဆိုင်နေရတာမျိုးတွေ့ရတယ်ပေါ့နော်ခံစားနေရတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ခေါင်းရမ်းကိုက်နေရမျိုးမြက်ကြောတွေကိုက်နေရမျိုးမြက်ခုံးရုံးကိုက်နေရမျိုးအဲ့ဒါမျိုးအရင်ဆုံးတွေ့ရတယ်ဒါမဲ့လေ public မှာကြတော့ဗောနော်အပြင်လူတွေရှေ့မှာကြတော့ကိုကလုံနိုင်နေတယ်တိလားမာကြောတယ်ရဲရင်တယ်လို့ထင်ရပါမယ်တကယ်တမ်းကိုယ်စိတ်ထဲမှာခံစားနေရတယ်ကိုတိုင်းပဲသိရဆိုတာမျိုးအရင်ဆုံးထွက်လာတယ်ဗောနော်ပြောမယ်ဆိုရင်ပိုင်း3တွေကလေတခါလေလောဘကြီးတွေပဲပြောမှာတခါတလေအကုန်လုံးပိုင်ဆိုင်ချင်တာမျိုးလုပ်ချင်တာမျိုးဖြစ်ချင်တာမျိုးတွေရှိတယ်အပြင်ပိုင်းမှာအရန်တတ်မှာပဲမဲ့တကယ်တမ်းစိတ်ထဲမှာတော့အရန်နူးညံ့တဲ့ယုံငယ်လေးတစ်ခေါင်ပေါ့နော်အဲ့ဒါမျိုးအရင်ဆုံးတွေ့ရတယ်ဆိုတော့ပိုင်း3တွေရဲ့အခက်အခဲကကြတော့အရန်ဖြစ်ချင်တာများတာပဲပြောရမလားကိုလုပ်ချင်တာတွေများနေတယ်အဲ့ဒါတွေကိုတစ်ခုချင်းစီရှော့မှရမယ်မဟုတ်ရင်နည်းနည်းလေးယူဆိုင်မှရမယ်ပေါ့နော်တော်တော်လေးစိတ်ပင်ပန်းတာမျိုးတွေစောစောစီးစီးနဲ့ရုပ်ရင်လာတာမျိုးတွေအဲ့လိုတွေတိတိတသားဖြစ်လာဖို့ရှိတယ်သပင်ကျွတ်တာမျိုးတွေပေါ့နော် physical ပိုင်းအများကြီးထိဖို့ရှိတယ်ပေါ့ပြောချင်တာကတော့အဲ့လိုမျိုးဖြစ်ဖို့ရှိတယ်ဆိုတော့ပိုင်း3တွေနဲ့တစ်ခုချင်းစီပေါ့နော်ခွဲခြမ်းစိတ်ဖြာပြီးတစ်ခုချင်းစီဖြည်းဖြည်းချင်းစီလှုပ်သွားမှရမယ်မဟုတ်ဘဲနဲ့ဆိုလို့ရှိရင်အကုန်လုံးစုပြုံပြီးလှုပ်တယ်ဆိုရင်လေတော်တော်လေး physical ပိုင်းထိလိမ့်မယ်ကျန်းမာရေးထိလိမ့်မယ်အဲ့ဒါမျိုးပို့ပြီးတွေ့ရတယ်အစာရင်းနဲ့ပတ်သက်တာတို့ဒီဘိုင်းနဲ့ပတ်သက်တာဆိုတတိထားနော်သိလားအခုတလောအဲ့ဒါမျိုးလေးဒီမှာတွေ့ရတယ်ဆိုတော့ပိုင်း3ရင်ဆိုင်ရတာအများများတယ်ရင်ဆိုင်ရတာမှသူများလိုမျိုးခိုးချောင်ခိုးရမဟုတ်ဘူးလုံးဝရဲရဲရင်ရင်နဲ့ကွာဒီလားစစ်ပွဲတစ်ပွဲမှာဆိုရှေ့ကနေဥဆောင်တိုက်တဲ့စစ်သူကြီးတယောက်လိုဖြစ်နေအရာရာကိုအဲ့လိုမျိုးလုပ်နေရတယ်လို့ဒီမှာတွေ့ရတယ်ဆိုတော့ပိုင်း3တွေအနေနဲ့ပေါ့နော်ဘာဆက်လုပ်တင်လဲပေါ့ဘာဆက်လုပ်တင်လဲဆိုရင်လေလွတ်ချတင်တာလွတ်ချမှာသိလားအဲ့လိုမျိုးအကုန်လုံးလိုက်ပြီးတော့ကိုပဲတောင်းပြီးကိုပဲလှုပ်တာမျိုးမဟုတ်ဘဲနဲ့လွတ်ချတင်တာလွတ်ချရမယ်ဆိုတာမျိုးတွေ့ရတယ်ဟိုခဏနောက်ဆုတ်တာမျိုးပေါ့နော်ခဏနောက်ဆုတ်ပြီးတော့အကုန်လုံးတပြိုင်နဲ့လှုပ်တာမျိုးမဟုတ်ဘဲနဲ့တစ်ခုချင်းစီလှုပ်တင်တယ်လို့တွေ့ရတယ်ဆိုတော့ပိုင်း3တွေကဖြစ်ချင်စောအရန်များတယ်လှုပ်ချင်စောအရန်များတယ်ကိုဖြစ်ချင်တာမဖြစ်ရလို့ဝမ်းနေတာမျိုးလည်းရှိတယ်ပြီးတော့ကိုစူးစမ်းရတာနဲ့ဖြစ်မလာဘူးဆိုပြီးတော့တောကရောက်နေရမျိုးလည်းတွေ့ရတယ်တကယ်တမ်းကပိုင်း3တွေကလှုပ်ချင်တာအရန်များပြီးတော့လုံးဝပြုံသွားတာဆိုတဲ့ဟာမျိုးဒီမှာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကြောင့်ပဲပိုင်း3တွေပို့ပြီးတောကရောက်ရလိမ့်မယ်အဲ့ဒါတွေကိုပိုင်း3တွေပြင်မှရမယ်လွတ်ချမှရမယ်တစ်ခုချင်းစီသွားမှရမယ်ဖြည်းဖြည်းချင်းစီလုပ်မှရမယ်ပြီးတော့ပိုင်း3တွေကလေဘာရှိလဲဆိုရင်ကိုတိုင်းကလေကိုပြန်ပြီးတော့အပြစ်တင်တာမျိုးတွေဒီလားဗလိန်းတာမျိုးတွေပို့ဆိုးဖက်ဆက်ကိုပြန်ပြောတာမျိုးတွေရှိတယ်ပြီးရင်ကိုလေထိန်းတာမျိုးတွေရှိတယ်ဒီလားငါဒီပုံစံကြီးတော့မလုပ်ဘူးဒါကြီးကမကောင်းဘူးဆိုပြီးတကယ်တမ်းကိုတိုင်းလုံးမိတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ခါကျရင်ကိုမကြိုက်တော့တာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုလည်းပြင်သင့်တယ်ဒီလားသူများလောက်တာတွေမကြိုက်တာဟုတ်တယ်အဲ့ဒီပိုင်းသူတို့ပိုင်းဒါပေမဲ့ကိုလောက်တဲ့အခါကျရင်ကိုပြန်ဗလိန်းမိတတ်တယ်ပေါ့နော်ဆိုတော့သူများတွေကိုအဲ့လိုသွားပြီးတော့ဝေဖန်မဲ့စားကြည့်မဲ့စားကိုပြန်ပြီးတော့ကိုကောင်းခွက်လေးတွေပြန်ကြည့်တင်တာမျိုးတွေသူများရေးဆိုလဲကောင်းခွက်ပြန်ကြည့်တင်တာမျိုးတွေဖြစ်တတ်တယ်။ဘာလို့လဲဆိုတော့ပိုင်း3တွေအခုတလောကလေ negative energy အရန်များတာမျိုးအဆိုးတွေမြင်တာမျိုးတခုဆိုစိတ်ဆိုးဒေါသထွက်လွယ်တာမျိုးတွေအဲ့ဒါမျိုးတွေရှိတတ်တယ်ပေါ့နော်ဆိုပြီးတော့ကိုမကြိုက်ဘူးဆိုတဲ့အရာတွေကပဲကိုစီမှာရှိနေတတ်တာမျိုးတွေရှိနေတတ်တယ်ပေါ့နော်အဲ့ဒါလေးလေသတိထားရမယ်ပြုပြင်တင်တယ်ဆိုတာမျိုးဒီမှာတွေ့ရတယ်။ဆိုတော့ဒီလက်ရှိကြုံနေရတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြတ်ကျော်နေရတဲ့ဟာတွေခေါင်းကိုက်နေရတဲ့ဟာတွေကဘယ်တော့အဆုံးသတ်မလဲပေါ့နော်
ဆိုတော့ကြည့်ရမယ်ဆိုလို့ရှိရင်တစ်နှစ်လောက်ကြာလိမ့်မယ်သိလားတစ်နှစ်အမြန်ဆုံးဆိုရင်9လ10လပဲတစ်နှစ်လောက်ကြာမယ်သိလားပြီးတော့ပိုင်သရီတွေကဘာတွေရှိလဲဆိုလို့ရှိရင်လေကိုကြောချင်အောင်စောင့်ပြီးတော့တကယ်တမ်းနှလုံးသားတကားပိတ်ထားတဲ့လူတွေများတယ်ပေါ့နော်အခြေမှာဆိုလဲအဲ့တိုင်းပဲမိသားစုမှာဆိုလဲအဲ့တိုင်းပဲတကယ်ချင်းနေဆိုလဲအဲ့တိုင်းပဲသိပြီမခံစားရတဲ့ပုံစံမျိုးသိလားအပြင်ပိုင်းမှာဆိုရင်အေးစစ်စစ်ပဲဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါပေမဲ့တကယ်တမ်းမှာကကိုယ့်အနေကိုတကားပိတ်ထားလို့သိလားအဲ့လိုဆိုတော့တကားပိတ်ထားတဲ့အတွက်ကိုယ့်ရဲ့ဘေးသားလူတွေကအဲ့ဒါကြီးခံစားမိတယ်ပေါ့နော်သူကြည့်ရတာတစ်မျိုးကြီးပဲအေးဆက်ဆက်လိုပဲသူ့ရဲ့ပုံစံကြီးကတစ်မျိုးကြီးပဲဆိုတာမျိုးဖြစ်နေတယ်ဆိုတော့ပိုင်သရီတွေကလည်းပြင်ပအရာတွေအရန်လိုက်တယ်နော်သိလားပြင်ပ material ဘိုင်းနေဂုံသိက္ခာဘိုင်းနေပညာရေးဘိုင်းနေအရန်လိုက်တယ်ဒါပေမဲ့နှလုံးသားတကားကျတော့ပိတ်ထားတယ်ခံစားချက်ဘိုင်းဆိုင်ရာကျတော့ကိုလျှော့ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုဖွင့်ထုတ်ပေးတင်တယ်မဖွင့်ထုတ်ရင်ကြာရင်ဘာဖြစ်မလဲဆိုရင်ပိုင်သရီတွေနဲ့ပို့ပြီးတော့အရန်စိတ်ရိုင်းတွေဝင်လာတာမျိုး negative ဆန်လာတာမျိုးကိုမလုတ်ပါဘူးသူများတွေကိုမကြိုက်ပါဘူးဆိုတဲ့ဟာတွေပို့လုံးမိလာတာမျိုးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပြီးရင် dark side တွေပေါ့နော်အမှောင်ချမ်းတွေပဲရောက်သွားတတ်တယ်တခုဆွဲသွားတာမျိုးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်သိလားဆိုတော့ပိုင်သရီတွေနဲ့အဲ့ဒါကိုပြင်မရမယ်အဲ့ဒါကိုပြင်မတာပိုအဆင်ပြေလိမ့်မယ်ဆိုတော့ဒီအခက်အခဲတွေကတော့ပြီးဆုံးမှုတော့ရှိတယ်ဒါပေမဲ့ပြီးဆုံးနေဆိုမဲ့အကုန်လုံးပြီးဆုံးတာမျိုးတော့မဟုတ်ဘူးတချို့ဟာတွေပဲပေါ့နော်အပြင်ပိုင်းနေပဲအဆင်ပြေတာအတွင်းပိုင်းအဆင်ပြေတာမဟုတ်ဘူးဒီလားစိတ်ခံစားချက်ပိုင်းနေအဆင်ပြေတာမဟုတ်ဘူးဆိုတော့ကိုယ့်ရဲ့နူးညံ့တဲ့အပိုင်းကြီးထုတ်ပြရမှာတွေမကြောက်ပါနဲ့ကိုယ့်ရဲ့ခံစားချက်ပိုင်းနေထုတ်ပြရမှာမကြောက်ပါနဲ့တခြားလူတွေကိုငါရင်းနှီးလိုက်ရင်ငါနူးညံ့တဲ့ပိုင်းပြလိုက်ရင်ငါဘက်ကအရင်စားခေါ်လိုက်ရင်ဘာတွေလုပ်လိုက်ရင်တခုခုဖြစ်သွားမှာဆိုဆွေးရင်တာမျိုးတွေရှိတယ်အဲ့ဒါတွေကိုနည်းနည်းအကောင်းမြင်ဖို့လိုတယ်ထုတ်ပြဖို့လိုတယ်တကယ်မဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးတွေကိုကိုပြန်မြင်အောင်ကြည့်ဖို့လိုအပ်တယ်လို့ဒီမှာတွေ့ရတယ်ဆိုတော့ပြောင်းလဲသွားတဲ့အခါကျရင်လည်းဒီအခက်အခဲတွေအဆုံးသတ်သွားတဲ့အခါကျရင်လည်းဘာတွေဖြစ်လာမလဲဆိုလေအဲ့လို awakening ပဲပြောရမလားအဲ့လိုပုံစံမျိုးဖြစ်လာဖို့ရှိတယ်ကိုယ့်ရဲ့အတွေးခေါ်တွေစီနှန်းရည်လို့ပြောင်းလဲသွားတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေလည်းပြောင်းလဲသွားဖို့ရှိတယ်လို့ဒီမှာတွေ့ရတယ်အခုကကြတော့စကားပြောလို့ရှိရင်လည်းလေမာကြောခတ်ထန်နေရမျိုးဒုံးတိပြောတာမျိုးပြပြတသားကြီးပြောတာမျိုးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးလည်းပြောင်းလဲသွားဖို့ရှိရလို့ဒီမှာတွေ့ရတယ်လုံးဝစီနဲ့ရီလို့ပေါ့ခုနကလိုခံစားချက်တွေထုတ်ပြလာတာမျိုးနူးညံ့ညံ့မနေတဲ့လူကနူးညံ့ညံ့နေလာတာမျိုးလုံးဝပြောင်းချသွားဖို့ရှိတယ်လုံးဝစက်ညစ်ပတ်အနေနဲ့ပေါ့နော်အဲ့ဒါမျိုးကြီးဒီမှာတွေ့ရတယ်ဆိုတော့တစ်နှစ်ဝန်းကျင်လောက်မှာဒီမှာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ရှီတိုးနောက်ဆုံးအချိန်တော့ရှိလိမ့်မယ်လို့တော့ဒီမှာတွေ့ရတယ်အခုကနေအစာပြုတ်နေပြီအခက်အခဲတွေပြီးဆုံးဖို့အစာပြုတ်နေပြီဆိုတဲ့အခြေအနေမျိုးတော့ဒီမှာတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးဖြစ်သွားရင်ဘာတွေအဆင်ပြေသွားမလဲပေါ့နော်ကိုတော်တော်လေးကြီးဆိုင်လာလိမ့်မယ်သိလားပြီးရင်လေဘာရှိလဲဆိုလို့ရှိရင်အဲ့လိုလှုပ်တင်တာကိုလှုပ်ပြီးတော့လက်လျှော့လိုက်တာမျိုးဆိုလုံးဝလက်လျှော့ပလိုက်တာမျိုးဖြစ်လိမ့်မယ်မရတဲ့ဟာမလှုပ်တော့တာမျိုးပေါ့နော်ဥမာလုံးဝလက်ခံလိုက်တာဒီဟာကတော့ဒီပုံစံပဲဆိုပြီးလက်ခံလိုက်တာအတင်းမလှုပ်တော့တာမျိုးတခြားလူတွေတာဝန်ပေးတတ်လာတာမျိုးလုံးဝစုပေးတံပေးစနစ်နဲ့ပေါ့နော်အဲ့လိုပုံစံမျိုးသွားတာမျိုးပိုဖြစ်လာလိမ့်မယ်ပြီးရင်တချို့ဟာတွေကိုကိုမရနိုင်မှတင်တကယ်လက်လွတ်လိုက်တာမျိုးတခြားလူတွေဆိုဖြစ်စေချင်တာကွာတလားကိုကအရန်ဖြစ်စေချင်တယ်သူကမဖြစ်ကိုကစိတ်တွေတူအဲ့လိုပုံစံမျိုးမဟုတ်တော့ဘဲနဲ့သူ့ပုံစံပဲသူလှုပ်တာမလှုပ်တာသူပိုင်းပဲဒါသူကိစ္စပဲငါတော့ပြောပြီးသွားပြီငါလက်ခံနိုင်တော့လက်ခံမယ်လက်မခံနိုင်တော့ဘာတွေဆိုတာမျိုးပြောမယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာလိမ့်မယ်လို့ဒီမှာတွေ့ရတယ်ပြီးတော့အထူးသဖြင့်လေ emotional connection မှာအဓိကပိုရလာလိမ့်မယ်ဒီလားတခြားလူတွေနဲ့လေအရင်ကလိုလေစကားအများကြီးပြောရတာမျိုးအများကြီးလုပ်ပြရတာထုတ်ပြရတာမျိုးမဟုတ်တော့ဘဲနဲ့လုံးဝစကားတစ်ခုနှစ်ခုပြောရနေတခြားလူတွေပေါ့နော်ကိုယ့်ရဲ့မိသားစုတွေကိုချစ်ရတဲ့လူတွေကိုယ့်ရဲ့ချစ်သူကြီးစားတွေတာသမီကိုယ့်ရဲ့မိသားစုအကုန်လုံးပေါ့နော်တကယ်ချင်းနေရောခံစားမိလာလိမ့်မယ်ခံစားချက်ဆိုတာဒီလိုပါလားဆိုတာမျိုးပိုပြီးသိလာလိမ့်မယ်အချင်းချင်း emotional connection ဖြစ်ပြီးတော့ကိုယ်နဲ့လုံးဝကွာတလားကိုက်ညီတဲ့လူကိုယ်စိတ်ထဲမှာငါဒီလိုလူမတွေ့ရတော့ပါဘူးဆိုတဲ့လူတွေတွေ့ရဖို့ရှိတယ်လုံးဝ emotional ဘိုင်းလုံးဝချိတ်ဆက်မိနေတဲ့လူပေါ့တည်ရမလားကိုကမပြောရသေးဘူးအကြည့်ချင်းဆုံးလိုက်တာနဲ့သူဘာလုပ်ချင်လဲကိုဘာလုပ်ချင်လဲသိရဲ့လူမျိုးတွေနဲ့ဆုံရဖို့ရှိတယ်လုံးဝစိတ်ရင်းမှန်တဲ့လူတွေနဲ့ဆုံရဖို့ရှိရလို့တွေ့ရတယ်ပြီးရင်ကိုယူဆိုင်ဖြစ်လာလိမ့်မယ်ပြီးရင်အဲ့လိုတောတောင်ရေးမြေတွေသွားတာမျိုးခရီးထွက်တာမျိုးပြီးအနားယူတာမျိုးအဲ့ဒါမျိုးပို့လို့ဖြစ်လာလိမ့်မယ်လို့ဒီမှာတွေ့ရတယ်ဆိုတော့ပိုင်သရီတွေကို message အနေနဲ့ပြောရမယ်ဆိုရင်တချို့တွေလေလက်ထပ်ဖြစ်လိမ့်မယ်သိလားတချို့တွေချစ်သူကြီးစားရလိမ့်မယ်ရတဲ့အခါကျလို့ရှိရင်လည်းကိုယ်နဲ့လုံးဝကွာသိလားစက်ညစ်ပဲလို့ထင်ထားတဲ့လူကလုံးဝခုနပြောတဲ့ emotional connection ရပြီးတော့တော်တော်အဆင်ပြေတာမျိုးအပေးယူကြိုက်တာမျိုးရှိလိမ့်မယ်တချို့တွေကကိုယ့်ရဲ့ right person ကိုဖူးစားရှင်လုံးဝကိုယ်နဲ့ lifetime partner ဆုံရမယ့်လူနဲ့တွေ့ရမယ့်လူနဲ့ဆုံရတာမျိုးအဲ့လိုပုံစံမျိုးတွေ့ရတယ်ပြီးရင်ပိုင်သရီတွေပလန်ချတာတဲ့အကုန်လုံးပြောင်းသွားလိမ့်မယ်သီလားငါတို့ဘာဖြစ်ရမယ်ဆိုအဲ့ဒါမျိုးတွေပြောင်းသွားလိမ့်မယ်
လက်လွတ်ဖြစ်လာလိမ့်မယ်လက်လွတ်ဖြစ်တယ်ဆိုတာကလုံးဝငါမရတော့ပါဘူးဆိုတာမျိုးမဟုတ်ဘဲနဲ့ငါဒီပုံစံပါလားဆိုပြီးလက်လွတ်ဖြစ်လာတာမျိုးကိုလည်းငါဒီဟာဆိုဒီလောက်ပဲရတယ်ငါဒီလောက်ပဲလုပ်တင်တယ်ဒါဆိုတော့ပိုရတယ်ဗျာပိုလုပ်တင်တယ်ဆိုတာမျိုးကိုလက်ခံလာတာမျိုးပိုတိလာတာမျိုးဖြစ်လိမ့်မယ်လို့ဒီမှာတွေ့ရတယ်ဆိုတော့အဲ့ဒါမျိုးအဆင်ပြေလာဖို့တော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အကျင့်လေးတွေကတော့ပျောက်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးလေးလည်းဒီမှာတော့တွေ့ရတယ်ပိုင်3တွေကနည်းနည်းလေးမာကြောခတ်ထန်တဲ့ပုံစံမျိုးလေးတွေပြတတ်တယ်အဲ့ဒါလေးတွေကတော့မပျောက်ဘူးပြီးရင်ကိုယ့်ရဲ့ချစ်ရတဲ့ခင်ရတဲ့လူတွေကိုလေအရင်စခေါ်ဖို့ဝင်လေးတာမျိုးတစ်ခါကြလို့ရှိရင်စတော့ခေါ်ပါရဲ့ဒီလားစကားပြောတာတွေကနည်းနည်းမာကြောခတ်ထန်တာမျိုးတွေအဲ့ဒါမျိုးတွေရှိတတ်တယ်ဆိုတော့ကိုယ့်ရဲ့နူးညံ့တဲ့အပိုင်းတွေပြဖို့လိုအပ်နေရဆိုတာမျိုးလေးတွေတော့ဒီမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ပိုင်း3တွေအနေနဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကဲ၍ personal reading တွေမြင်မြင်ချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram သို့မဟုတ် Facebook မှာလာရောက်မြင်မြင်လို့ရပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြမယ်နော်